လွေထားမိတဲ့စိတ်ကြိုပို့အိုက်ဒီနေ့က38တယောက်မျိုးထေးကိုဗလာစာအုပ်တောက်အရွေစခန့်ရှိပြီးစလွေသိန်းလို့ရတဲ့အိုက်တလုံးနဲ့ရှောက်သွားမိတာတဲ့အရင်တုန်းကတော့ဘာရင်မဟုတ်လွေလိုက်ရင်ခါထိရောက်တဲ့ကြိုးပို့အိတ်ကိုပဲလွေမိသွားတာတဲ့လေစတိုင်တဲ့လေဒီနေ့ကမှစလွေသိန်းလို့ရတဲ့အိတ်လေးနဲ့သွားမိတာတဲ့အိတ်ထဲမှာကဖုံးတလုံးနဲ့မှတ်စုပ်စာအုပ်လေးတအုပ်ပါတာတဲ့ကျိုးပိုးအိတ်တွေတုန်းကလည်းဖုံးတလုံးနဲ့စာအုပ်တအုပ်ပဲတဲ့ဒါပေမဲ့ကျိုးပိုးအိတ်အလေးရှိနေနောက်ဘက်ကနေတိုက်ပိတ်ခံထားရတဲ့အနေအထားကြောင့်လူကလမ်းလျှောက်သွားတဲ့အခါပို့ပွားမှုမရှိပဲနောက်ဘက်ကိုပဲကိုင်းနဲ့ထိုးကျသွားတာတဲ့နေဘူးပန်ရေးစားတဲ့အခါဆိုရင်ဒီကျိုးပိုးအိတ်ကိုကြည့်ကိုမကြည့်ရှင်လို့တာတဲ့ဒါပေမဲ့ဘာအကြောင်းမှမသိလွေမိတ်ဖြစ်တာပဲတဲ့ဒီနေ့ကတော့သူစလွေတိုင်းလို့ရတဲ့အိတ်လေးကိုရွေသွားတဲ့အခါအဲ့ဒီဒုက္ခကံလွဲသွားပြီးအဲ့ထဲမှာပါတဲ့အလေးရှင်ချင်းတူပင်မဲ့စလွေတိုင်းလို့ရတဲ့အိတ်လေးအလေးရှင်ကိုသူကြိတ်သွားတာတဲ့ရှစ်မှာတစောင်းလွေသွားတဲ့အခါပါလို့ဘာမှန်းတော့မသိဘူးတဲ့ပို့ပွားနေတာပဲတဲ့လမ်းလျှောက်လို့လည်းအမတန်မှကောင်းတယ်ဆိုပဲရှင်းလန်းတွေကလမ်းဆန်းပို့ပွားနေတာတဲ့လမ်းလျှောက်လို့လည်းအမတန်မှကောင်းတယ်ဆိုပဲကိုင်းလေးဖြစ်မနေဘူးတဲ့ပြီးတော့ရဘက်နားမှာလွယ်ပြီးသွားရင်ကအတွေ့တစ်ခုဝင်လာသေးတယ်ဆိုပဲသူအရင်ကဘာကြောင့်များလမ်းလျှောက်တဲ့အခါပို့ပွားမှုမရှိတဲ့ကျိုးပိုးအိတ်ကိုအချိန်ကြာကြီးရွေမိခိတာပါလေလို့လေဗန်ခိတာပဲတဲ့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ဟာမလို့အပိနဲ့လေးနေတဲ့အရာတွေကိုတနစ်တာမှာထန်ဖိုးထားရတာကအမတန်မှဗန်ပါတယ်ကျွန်တော်တို့စိတ်ဟာကျိုးပိုးအိတ်တစ်လုံးနဲ့တူပါတယ်လိုအပ်တာတွေရောမလိုအပ်တာတွေရောအကုန်ကောက်ထည့်ပြီးတွာလာနေကြရတယ်အဲ့ဒီတော့ပိုးပွားမှုတွေကနောက်ဖေးကိုကိုင်းနဲ့ထိုးကျသွားပါတယ်ကျွန်တော်တို့ဟာတနစ်တာမှာကျွန်တော်တို့စိတ်ကိုလေးလံမှုဖြစ်စေတဲ့အရာတွေကိုစိတ်ရကျိုးဖို့အိတ်တွေကိုကောက်မထင်မိဖို့အမတန်မှဂရုစိုက်ရပါလိမ့်မယ်မတို့တဆကောက်ထည့်မိရင်လည်းဒါငါတွေဘယ်လောက်ထိအရေးပါသလဲလို့ကိုရှင်းမေးခွန်းထုတ်ပြရမယ်နောက်ဆုံးကောက်ထည့်မိတဲ့အရာမှန်သမျှကိုမေးခွန်းတွေကပြင်မိပြလိုက်လူတယောက်ရဲ့တိကျလန်းဆန်းတဲ့ရှည်လန်းတလန်းရှင်းတိုင်းကသူ့အတွေ့အထိကသူလွေထားတဲ့စိတ်ရကျိုးဖို့အိတ်နဲ့အများကြီးသိဆိုင်နေပါတယ်စိတ်ထဲပိုးပွားပြီးရိုးရှင်းနေတဲ့အတွေ့တွေကနှုတ်နေပြပြနေရင်သူလှမ်းသွားတဲ့ရှည်လန်းတိုင်းကလည်းပိုးပွားနေတတ်ပါတယ်မျက်နှာကလည်းကြည်တန်နေပါတယ်အတွေ့တွေကရိုးရှင်းမှုမရှိရင်လှမ်းဖို့ရှည်ချင်တဲ့ဆိုတာကလည်းတွဲဆုံနေတတ်ပါတယ်မျက်နှာကလည်းမှိမ့်ပြို့နေတတ်ပါတယ်ဘဝကတော်တော်လေးပါအရှင်ကြီးကမြင်ပါတယ်အဲဒါကြောင့်ကိုယ့်ရဲ့မျက်နှာကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ရှည်လန်းတွေပိုးပွားပြီးလန်းဆန်းစေတဲ့စိတ်ရကျိုးဖို့အိတ်ကိုလွယ်ဖို့လိုပါတယ်ကိုလွေထားတဲ့အိတ်ကကြီးပြီးလေးလံတဲ့အရာမှတ냐ကိုကောက်ထိမိရင်ကိုပိုးပွားလန်းဆန်းစေတဲ့အိတ်ကိုသာပြောင်းပြီးလွယ်ဖို့အကျင့်ပြုလိုပါတယ်ကောက်ထိမိထားခင်ရင်လည်းဘာကြောင့်ကောက်ထိမိထားပါလိမ့်လို့မေးခွန်းမေးပြဖို့စံတတ်ပြုလိုက်ရပါလိမ့်